Kesaro in Tibet Mr. Sparrow and Mr. Fox. So the story like Fabidoavi. So the nega story steadily. So counting up. Tuela, are you? Mr. Rabbit killed a wolf. Mr. Rabbit killed a wolf. No, Mr. Rabbit killed a wolf. So Dali Chichim. Okay, counting name Mr. Rabbit killed a wolf. Where shall I talk? Killed. Where shall I talk? K. She are Mr. Rabbit are subject power, no? So that is but darling Milumiola. How? Yeah, no, Mr. Wolf got object subject object send number 3. send number 3 na year counting layer. Mr. Rabbit Liga, Mr. Wolf, no, Mr. Wolf go that like by. I won't believe you. Did you want it like that story? Okay, but I'm also the young patchy one day. 20 all the beasts of the forest came to one place. I'll be one day all the beasts of the forest came to one place. No, Dalishi. Okay, but I'm also one day at all, Sharuga, ever phrase or time, no, ever phrase or Time. Okay, help me. What shall I talk? King. What shall I talk? King. King. So you see, got subject up to subject up all the beasts. All the beasts of the forest. ဒီတော်ထဲမှာရှိတဲ့တားရဲ့တရိษံလေးတွေပေါ့နော် beat ကဒီမှာတားရဲ့တရိษံလေးတွေအားလုံးဒီနေ့မှာတော်ထဲမှာရှိနေတားရဲ့တရိษံအားလုံးကလာကြတယ်လာရဆိုဆရာတို့ဘာမှမလို့တော့ subject verb number 1 okay to one place ကဘာဖြစ်မယ်ထင်တော့ to one place က to one place က တကယ်လုံးတစ်လုံးထပ်ပို့တော့ဘာဖြစ်မလဲ phrase ပေါ့နော် place နေရာတနေရာကိုဆိုတော့နေရာနဲ့တော့တက်ဆိုင်တယ်ဒါပေမဲ့ဆရာတို့ကဘာဖြစ်နေရလဲဆိုရင်ဒီ in on at ပေါ့နော် in on at ပါရင်တော့ place ဖြစ်မယ် place in on at ဆိုရင်တော့ place ပေါ့ place ဒါမှမဟုတ်ဘူး to ဆိုရင်တော့ဆရာတို့ဘာဖြစ်တော့မလဲ direction to ဆိုရင်တော့ direction နော်အဲ့တော့ဆရာပြောတယ် direction မှာတော့ဘာလဲဆိုရင်အရွေ့ရှိတယ်ဟိုမှာတနေရာကနေတနေရာကိုဘာဖြစ်လဲဆိုရင်ရွေ့သွား movement ရှိတယ်နော် movement လေးရှိတယ်ဆိုတော့အဲ့လိုအရွေ့ရှိရင်တော့သူ့ကိုဆရာတို့ဘာလို့ပြောမှာလဲ direction ပေါ့နော်ဆိုတော့ဆရာတို့ဆိုရင် to one place ကိုကြည့်မယ် in on at နဲ့စထားလား to နဲ့စထားလား TOT နဲ့စထားတာအဲ့ကြောင့်မတို့ဘာဖြစ်မှာတော့ ever phrase တော့ ever phrase တော့ direction ဖြစ်တော့ direction နဲ့ဒီနေ့မှာတာရဲ့တရိษံတွေအားလုံးကဒီနေရာတနေရာကိုလာတယ်ပေါ့ကဲဟုတ်ပြီညနောက်တစ်ကြောင်လေးထပ်ဖက်ကြည့်ပါဦး all the beasts came and all the birds came ဟုတ်ပြီ all the bees came နော်ဒီတာရဲ့တရိษံတွေအားလုံးလာကြပါတယ် and all the little bees came ပေါ့နော် all the big subject verb number 1ပဲနော် all the big bees came တာရဲ့တရိษံဒါမှမဟုတ်လေတော့တွင်တရိษံအကောင်အကြီးကြီးတွေကလည်းလာကြတယ် subject verb number 1 all the little bees came ဒါလည်းအတူတူပါပဲ subject verb number 1တော်တွင်တရိษံအကောင်တိတိလေးတွေကလည်းလာကြတယ်နော်ကဲတို့ဘာလုပ်ကြမလို့လဲဖတ်ကြည့်ပါနောက်တစ်ကြောင် There were horse and rabbits and forest and ducks and maize and bark maize and bark and all the other living things ပေါ့နော် okay there were ဘာကို shall I talk well ပေါ့နော် were subject ကတော့ there ပေါ့နော် subject verb ဘာက verb to be ဆိုတော့နောက်မှာရှိနေတဲ့အတွဲလိုက်အကုန်လုံးက object လား complement လား complement ပါဆရာ complement ဖြစ်မယ်ဒါဆိုရင် subject verb complement စနစ်နံပါတ် 2 true စနစ်နံပါတ် 2 နဲ့ကြာတာဒီ there was ဆိုတော့ရှိရပေါ့နော်ရှိရလို့ပဲပြောချင်တာအဲ့ဒီမှာရှိရလို့ဘာသာပြန်နေစရာမလိုဘူးโอเคရှိရဘာရှိလဲဆိုရင်မှာ horse တော့ horses ပေါ့မြင်းနေ cows ဆိုနွားတွေ rabbit ယုံနေ foxes ဒီနောက်က duck ပြီး mice တွေ့တယ်ရောငှက်တယ်ရောand all the other living thing
ပြောချင်တာဒီတောအုပ်ထဲမှာဒီတိရစ္ဆာန်တွေစုံလင်စွာရှိနေတယ်လို့ပြောချင်တာနော်အဲ့ဒါနဲ့သူတို့တွေကဒီတရက်မှာနေရာတစ်နေရာကိုအကုန်လုံးစုံကြမယ်ဆိုပြီးတော့သူတို့ကတိုင်ပင်ထားပြီးတော့လာကြတာအဲဒီမှာဒီတိရစ္ဆာန်တောတဲ့တိရစ္ဆာန်အကောင်အကြီးကြီးတွေလည်းလာကြတယ်တောတဲ့တိရစ္ဆာန်အကောင်ငယ်ငယ်လေးတွေလည်းလာကြတယ်သူတို့ဘာဖြစ်ကြတော့တိုင်ကြည့်ကြည့်အောင် they well We were very afraid. they were very afraid စတဲ့နံပါတ်ဘယ်လောက်တော့ Subject three. အေးစတဲ့နံပါတ်ဘက်က verb to be ဆိုအဲ့ဒါလေးပြန်ကြည့်ရမယ်နော်ဘက်ကိုရှာလိုက်တော့ verb to be လေးပြန် verb to be ကတော့ရှာတည့်ရတဲ့ am is อ่ะပေါ့ was ပေါ့ am is was ဆိုရင်တော့ကျွန်တော်အမြင်နဲ့ဘာပဲလိုက်မှာလဲ complement ပဲလိုက်မယ်နော် Complement. ဒါလေးပဲ complement ဒါဆိုရင် there were very afraid က complement ဆိုတော့စတဲ့နံပါတ် 2 Two. သူတို့တွေကအရင်ထိတ်လန့်ကြောက်လန့်နေကြတယ်ပေါ့နော် afraid ကကြောက်လန့်ထိတ်လန့်နေရတယ်တဲ့ဒီတိရစ္ဆာန်တွေအားလုံးကသူတို့ကထိတ်လန့်နေရတာနော်ဘာလို့လဲမသိဘူးဆရာတို့ဖတ်ကြည့်ကြနောက်တစ်ကြောင် for For a great big wolf had come to the forest, and the great big wolf has said, I shall kill you all if you do not give me food their time every day. for a great big wolf had came to the forest ကြီးမားတဲ့ဒီဝင်ပလွေပေါ့နော် wolf ဆိုဝင်ပလွေဒီဝင်ပလွေအကောင်အကြီးကြီးကနေပြီးတော့သူတို့နေတဲ့တောအုပ်စီကိုရောက်လာတာအဲ့ဒီခါမှာ the great big wolf had said ဒီဝင်ပလွေကနေပြီးတော့ပြောတာဘာပြောလဲဆို I shall kill you all မင်းတို့အားလုံးငါတပ်ပလိုက်မယ်တဲ့ if you do not give me food မင်းတို့ငါ့ကိုအစားအသောက်တွေမပေးဘူးဆိုရင်ဘယ်လိုမပေးရဆိုရင် 3 times every day တရက်ကို3ချိန်အစားအသောက်တွေမပေးဘူးဆိုရင်မင်းတို့အားလုံးငါတပ်ပလိုက်မယ်အစားအသောက်တွေပေးရမယ်ပေါ့အစားအသောက်ဆိုတော့ဆရာတို့ wolf ပေါ့ဒီမှာဝင်ပလေဆိုတော့ तू ကဘာစားမှာတော့အသားစားမလားအသီးရစားမှာအသားပဲစားမှာနော်အသားငါးကြီးပဲစားရတာဆိုတော့အသားပဲစားတဲ့ကောင်ဆိုတော့သူတို့ရှာပြီးရင်လေကိုယ့်ကိုယ်စသေးရမလို့ဖြစ်သွားတာပေါ့ကိုယ့်ကိုယ်အသေးခံရမယ်ဆိုတဲ့တဘောမျိုးသူတို့ထဲကတယောက်ချင်းစီတိုင်းအသေးခံပြီးတော့သူ့အတွက်အစာဖြစ်ပေးရမယ်ပေါ့အဲ့လိုမှမလုပ်ပေးဘူးဆိုတော့မင်းတို့တခါတည်းအားလုံးကိုငါလိုက်တက်ပလိုက်မှာပဲဆိုပြီးတော့ဒီဝင်ပလွေရနေပြီးတော့ပြောထားတော့သူတို့အားလုံးကကြောက်လန့်နေကြတာအဲဒါကြောင့်မလို့ဒီနေ့မှာတော့နေရာတနေရာထဲမှာသရိတ်ဆန်တွေအကုန်လုံးလာပြီးငါတို့တိုင်ပင်ကြမယ်ပေါ့အဲ့လိုလေးစုယုံကြတဲ့ပုံစံလေးဆိုတော့ပထမဆုံးဆရာတို့ဒီ for နဲ့ပတ်သက်တဲ့ဟာလေးလေ့လာကြည့်မယ်ဆိုတော့ဆရာတို့တရားမှာက for နောက်မှာ subject နဲ့ verb sentence ပိုင်း for ကဘာနဲ့တွဲတူမလဲ For because နဲ့တွဲတူမှာနော် because ဒါဆိုရင် for because လို့မှတ်လိုက်မယ် because ပါတဲ့အုပ်စုလေးဆိုတော့သူကသူက subject နဲ့ verb တွေပါတော့ adverb clause ပြန်ဖြစ်သွားမယ် because နဲ့တွဲတူတော့ adverb clause ဆို reason ပေါ့နော်အကြောင်းပြချက်လေးကသူတို့တွေကြောက်လန့်နေတဲ့အကြောင်းပြချက်လေးကတော့ because a great big wolf had came to the forest ဒီစာကြောင်းလေးမှာ verb ကိုရှာလိုက်တော့ had came verb ကိုရှာလိုက်တော့ had came ဟုတ်ပြီto the forest ကတော့ adverb phrase ဆို direction ပဲเนาะ to ပါတယ်ဆိုတော့ adverb phrase သူကတော့ direction လေးဖြစ်မယ် adverb phrase or direction လေးပေါ့เนาะ subject က big wolf great big wolf ပေါ့ဒီလိုကြီးမားလာတဲ့ဝင်ပလွေတကောင်တစ်တော်တွေကိုတောထဲကိုရောက်လာတဲ့အတွက်ကြောင့်မလို့သူတို့တွေကကြောက်လန့်နေတာရောက်လာတာနဲ့တော့ကြောက်စရာမလိုပါဘူးဒါပေမဲ့ तू ကဘာကြီးပြောလဲဆိုတော့ဒီမှာ verb ကိုရှာလိုက်တော့ had said verb ကိုရှာလိုက်တော့ has said subject ကတော့ the great big wolf နော်သူကပြောတယ်တဲ့ကဲအဲ့ထဲမှာသူပြောတဲ့ဟာလေးကျွန်တော်ဖတ်ကြည့်မယ် verb ကိုရှာလိုက်တော့ I shall kill နော်တက်တယ် subject ကတော့ I ပဲ sentence number 3ပေါ့နော်မင်းတို့အားလုံးဆိုတော့နော် you all က object ပေါ့ you all ဆို all of you ပါပဲနော် object နေရာမှာသူကထည့်ထားမင်းတို့အားလုံးကငါတတ်မယ်တဲ့ကဲဒါဆိုရင်နောက်မှာ if ပါတဲ့အုပ်စုလေးကိုပြန်ကြည့်ကြမယ် if ပါမယ်နောက်မှာ subject ပါမယ် verb ပါမယ် if ပါတဲ့အုပ်စုလေးက phrase လား clause လား subject နဲ့ verb ပိုင်း clause ဖြစ်မယ်နော်အဲ့ subject နဲ့ verb ပါတာလေးကပြောချင်တာ subject နဲ့ verb ပိုင်းတော့ clause ဖြစ်မယ်clause က I and if ဆိုရင်ဆရာတို့ပြောရတယ်လေအဲ့ဒီ adverb clause က9မျိုးရှိ9မျိုးတည်းမှာ adverb
clause clause or condition condition နော် other clause or condition အခြေအနေပေါ့နော်မင်းတို့ငါ့ကိုတစ်နေ့ကို3ချိန်အစားတော့မပေးဘူးဒီအခြေအနေမျိုးရရင်တော့မင်းတို့အားလုံးကတက်ပလိုက်မယ်နော်အဲ့ဒါပြောချင်တာဒါလေးမှတ်ထားပေါ့ if ပါတဲ့အုပ်စုကအမြဲတမ်း condition ကိုပြတာ other clause or condition ရမလား condition ဟုတ်ဆရာ အဲ့ချက်မှာဆရာတို့ sentence လေးပြန်ခွဲကြည့်လိုက်မယ်သူက subject နဲ့ verb ပါမယ်ဆိုတော့ subject ကတော့ you verb ကိုရှာလိုက်တော့ do not get verb ကိုရှာလိုက်တော့ do not get မပေးဘူးဆိုတော့ဘယ်သူ့ကိုမပေးရလဲဘာကိုမပေးရလဲမေးလို့မရဘူးလား ရပါဆ ရ ရာ တယ်ဒါဆိုရင် you က subject do not get က verb မိက do ဆိုတော့ indirect object အစားအသောက်က direct object စတဲ့နံပါတ်ဘယ်လောက်တော့ 3 စတဲ့နံပါတ်3နဲ့ရေးထားနော်ဆိုတော့3တောင်ဖြစ်သွားစတဲ့နံပါတ်4ပေါ့ indirect object direct object ပါထားလို့နော်ဒါဆိုရင်စတဲ့နံပါတ်လေးပြန်ပြီးပြောမယ်စတဲ့နံပါတ်1က subject verb စတဲ့နံပါတ်2က subject verb complement စတဲ့နံပါတ်3က subject verb object စတဲ့နံပါတ်4က subject verb indirect object direct object စတဲ့နံပါတ်5က subject verb object complement ဆိုပြီး5ချောင်းမရှိဘူးလား ဟုတ်ဆရာ နော်အခုက indirect object direct object ဆိုတော့ sentence number 4ဖြစ်သွားတာပေါ့နော် အော် ဒါလေးတွေပြန်နားမလဲဆိုရင်ဆရာရှိရဗီဒီယိုလေးမှာပြန်ပြီးတော့ကြည့်လို့လည်းရတယ်ပြန်ကြည့်လို့ရအောင်ဆရာပြန်တင်ပေးထားကဲဟုတ်ပြီ three time နဲ့ပတ်သက်ပြီးတော့ဒီမှာ three time ကိုတော့ကျွန်တော်ဒီမှာပြန်လေ့လာဖို့လိုတယ် every day ကတော့ every phrase or time ပဲနော်နေ့တိုင်းပေါ့အဲ့မှာ three time ကိုစဉ်းစားမယ် three time ဆိုတော့3ချိန်ပေါ့ဒီနေ့ကို3ချိန်အချိန်အရေအတွက်ကိုပြတာစကားလုံးကလည်းတစ်လုံးထပ်ပို့တော့ phrase ပေးတယ်ပေါ့နော်ဒီမှာရောက်မပေးဘူးဆိုတာကိုပြောချင်တာ do not give ဆိုတော့မပေးဘူးဆိုတာဘာလို့မပေးရလဲဘယ်လိုမပေးရလဲအဲ့လိုမျိုးဘယ်နှချိန်မပေးရလဲပေါ့အဲ့တော့ဘက်ကိုအထူးပြအတွက် adverb စကားလုံးလုံးထပ်ပို့တော့ phrase adverb phrase အချိန်အရေအတွက်ကိုပြတာ DFPT ROP ထဲမှာတော့မပါဘူးဒါပေမဲ့ဆရာတို့မှတ်ထားပေးတယ်ဟော adverb phrase of frequency နော် frequency အချိန်အရေအတွက်ပြတာဒါလည်း adverb phrase တွေအများကြီးရှိတယ် DMPT ROP ကတော့ဆရာတို့ဘာလို့လဲဆိုရင်အများဆုံးတွေ့နိုင်တာပေါ့နော်ဒီကောင်လေးတော့ရှားတာပေါ့အချိန်ကြီးပေါ့အချိန်အရေအတွက်ကိုပြောချင်တာအချိန်အရေအတွက်ကိုပြတဲ့ phrase လေးဆိုတော့ other phrase of frequency ပေါ့ဒီနေ့ကိုနေ့တိုင်းတနေ့ကို3ချိန်အစားတောက်ငါ့ကိုမပေးဘူးဆိုရင်တော့ငါမင်းတို့အားလုံးတက်ပါအဲ့လိုမျိုးပုံစံမျိုးပြောပြီးတော့ဒီကောင်ကတော့ထဲကိုရောက်လာတယ်ဆိုတော့ကောင်းတဲ့လာခြင်းနဲ့မဟုတ်ဘူးဆိုတော့ကျန်တဲ့တရိတ်ဆန်တွေအားလုံးကသူ့ကိုဘာဖြစ်နေရတော့ကြောက်နေကြတာအဲ့လိုဖြစ်တာเนาะတိုင်ပင်ကြကဲနောက်ထပ်ဖတ်ကြည့်ရအောင် What shall we do? What shall we do? ကဲဟုတ်ပြီ what should we do said Mr. Jack Mrs. Jack ပေါ့ what should we do တဲ့ကဲ what should we do ဆိုတော့အဲ့ဘာလုပ်ချင်ကောင်းမလဲကွာနော် said Mrs. Jack ပေါ့ဒီ Mrs. Jack ကနေပြောတာဒီဘဲကနေပြီးတော့ပြောတာပေါ့ဘာလုပ်ရင်ကောင်းမလဲဘာလုပ်ကြရင်ကောင်းမလဲ so Mrs. Jack ကဒီမှာ sentence number 1နော် Mrs. Jack က subject ဖြစ်မယ် verb ကတော့ set ပြောင်းပြန်လေးသူကပုံစံလေးရ subject verb sentence number 1 နဲ့ရေးထားတာမေကုန်းပုံစံလေး what should we do ကနှစ်ကြောင်းလုံးမှာပါပြီးသားဆိုတော့ verb ကိုရှာလိုက်တော့shall do verb ကိုရှာလိုက်တော့ shall do ပေါ့ shall do ဟုတ်ပြီ subject က we နော် we shall do အဲ့တော့လုပ်မယ်ပေါ့ဘာလို့လုပ်မှလဲမေးလို့မရဘူး ရပါဆရာ ဒီမှာ what က object ဖြစ်သွားမှာပေါ့ငါတို့ဘာလို့လုပ်ကြမလဲနော်ဘာလို့ရင်ကောင်းမလဲပေါ့တို့ထိုင်နေတော့ရပြီနော်ကဲနောက်တစ်ချောင်းဖတ်ကြည့်ပါ wherever shall we do some ကဲဟုတ်ပြီ set Mr. Fox ဆိုတော့ sentence number 1ပဲเนาะခုနဆရာတို့အပေါ်မှာ set Mrs. Jack လို့ပြောပဲ Mr. Fox ကလည်းပြောတာ subject verb sentence number 1အဲ့မှာ verb ကတော့ shall do ပဲ what က subject whatever က object ပေါ့ဘေးရမျိုးလုပ်ရင်ကောင်းမလဲဒီ Mr. Wolf ပေါ့ဘုံဘလွေကြီးကတောင်းချမ်းနေတဲ့အတွက်ကြောင့်မလို့ငါတို့ဘာလုပ်ကြမလဲပေါ့သူတို့ချင်းချင်းပြောကြတာကဲနောက်တစ်ခုအတူတူပဲနော် what shall we do
အဲ့တော့ main က do subject verb object 73ပုံစံလေးနဲ့မေးထားတာနောက်မှာ set ဟုတ် object bees က set number 1เนาะ all the bees က subject ဖြစ်မယ် set ကတော့ verb ပေါ့သူ แต่ ပြန် กา ပြတယ် ปะ အဲ့လိုပုံစံလေးတခြားတော့တောတွင်တရိษံဒါမှမဟုတ်လည်းတာရဲတရိษံကြိုက်လို့ပါတော့ပြန်တောတွင်တရိษံလေးတွေကလည်းပြောကြတာငါတို့ဘာလုပ်ကြမလဲသူ့အတွက်ပဲအသက်ကိုစတေးခံနေရတော့အဆင်မပြေဘူးအဲ့ဒါကြောင့်မလို့တိုင်ပင်ကြတာကဲဖက်ကြည့်ပါဦးနောက်ထပ်တစ်ကြောင်း I know I know I know what we must do that must Rabbit locate very looking big very big. we We must must take create it their must muscle go groups and and I I shall shall do quit. အဲ့ဒါလေးပဲအဲ့ဒီချိန်မှာ Sam Mr. Rabbit Sam number 1เนาะ Mr. Rabbit လေးကနေပြောလိုက် I know what we must do ငါတို့ဘာလုပ်ရမလဲဆိုတော့ငါသိသွားပြီတဲ့ဘက်ကိုရှာလိုက်တော့ no ဘက်ကိုရှာလိုက်တော့ no အဲ့နာလေးမှာပြန်ပြီးတော့အမေအောင်ပြောလိုက်မယ် I know what we must do ဒီစာကြောင်းလေးမှာဆရာတို့ဘက်ကိုရှာလိုက်တော့ no ဘက်ကိုရှာလိုက်တော့ no 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 subject က Mm. I ပေါ့ I သိတယ်ဆိုတော့ဘာလို့သိရလဲမေးလို့မရဘူးလား อย่าสิ ဆိုတော့နောက်က object လား complement လား Object. object ဖြစ်နော်ဆိုတော့ object ကဘယ်သူရဲ့နေရာတော့မှတ်မိလား object ကဘယ်သူရဲ့နေရာလဲ noun ရဲ့နေရာ နေရ အခုကဆရာတို့က what Yeah, ဆိုတဲ့ right. conjunction လေးပါမယ် we ဆိုတဲ့ subject ပါမယ် must do ဆိုတဲ့ verb ပါမယ်ဒါဆိုရင် what ပါတဲ့အုပ်စုလေးက phrase လား clause လား was by Freeze. clause clause နော် clause ဖြစ်တာဘာလို့ Clause. subject နဲ့ verb နဲ့တွားပါနေတော့ clause ဖြစ်သွား clause တောင်မှဆရာတို့ကဒီ object က noun နေရဆိုတော့ noun နေရာမှာဝင်လာတဲ့ clause ကဘာလဲတော့ noun clause ဟုတ်ဒါလေး noun clause ပေါ့အဲဆရာ COC ရှင်းတော့အဲ့ဒါလေးပြောရဆိုတော့ noun clause ပေါ့ဆိုတော့ငါဘာလို့မလဲငါတို့ဘာလို့မလဲဆိုတော့ငါသိသွားပြီကွာ Mr. Rabbit လေးကပြောလိုက်တာlooking very big ပေါ့နော်ကဲ looking very big အဲ့မှာဆရာတို့ကြည့်ကြ looking ကတော့လျက်နဲ့ကောက်တာပေါ့ကွာနော်လျက်နဲ့ကောက်တာဆိုတော့ဒီ idea ရှိတဲ့ပုံစံမှာအတွေးခေါ်ရသွားတဲ့ idea ရှိတဲ့ပုံပေါ်လျက်ပေါ့နော်အဲ့ဒီပုံစံလေးနဲ့ Mr. Rabbit လေးကနေပြောလိုက်တာငါဘာလို့မလဲငါတို့ဘာလို့မလဲဆိုတော့ငါသိသွားပြီတဲ့ကဲနောက်ပြီးတော့သူပြောရတဲ့ဥစ္စာလေးက verb ကိုရှာလိုက်တော့ must k verb ကိုရှာလိုက်တော့ mask Okay. subject ကတော့ we subject က we တက်တယ်ဘယ်သူ့တက်တာလဲဆိုတော့ this Mr. Wu က object လား complement လား Object. object ဆိုတော့ Object. နံပါတ် Three. 3နဲ့ပဲနော်ငါတို့ဒီ Mr. Wolf ကိုဝင်ပလေးကိုတက်လိုက်မယ်ကြာမယ်တဲ့ဝင်ပလေးကိုတက်လိုက်မယ်အကောင်လုံးကကြောက်နေကြတော့ဝင်ပလေးကိုတက်မယ် and ပြီးတော့ I က subject နော်နောက်ထပ်စာကြောင်းတစ်ကြောင်းဖြစ်တော့ I က subject shall do ကတော့ verb ပေါ့ it ကတော့ object ပေါ့နော်အဲ့တက်ရမယ့်ကိစ္စကိုလည်းငါလုပ်လိုက်မယ်တဲ့နော် subject verb object sign number 3ပဲကျန်တဲ့လူတွေကဘာလို့လောက်မယ်ဒီကမှာဒီ Mr. Rabbit လေးကနေcharacter လေးမှတ်ထားမယ်နော် Mr. Rabbit လေးကနေပြောလိုက်တာကဲငါတို့ဘာလို့မလဲဆိုတော့သိသွားပြီငါတော့ဒီ Mr. Wolf ကိုတက်မယ်ပြီးတော့အဲ့ဒီကိစ္စကိုငါပဲလုပ်လိုက်မယ် I shall do it ဆိုတော့ငါတက်လိုက်မယ်ကဲဟုတ်ပြီနောက်တစ်ချောင်းဖတ်ကြည့်ပါဦး then he and walked he walked away along the the house ကဲဟုတ်ပြီ then တွေ့အတိတ်ပဲဘယ်နှမျိုးတော့ အတိတ်တန်းတွေ့လို့ရှိရင်အတိတ်ပဲက3 3 မျိုး မျိုးဟမ်ဟုတ်ပြီ next ရယ် at the at the time ရယ် time andနော် next ကတော့ချို့နောက်ပေါ့ at the time ကအဲ့ဒီအချိန် if ကဒါဆိုရင် that's အခုကတော့ then ဘာနဲ့ကောက်တော့မလဲ at the time next လား လက်ထုံနောက်ပေါ့နော်အဲ့လိုလေးပြောပြီးတဲ့နောက်ဒီလေးဖြစ်မှာအဲ့လိုပြောပြီးတဲ့နောက်မှာနော်ဒီ he ကတော့ Mr. Rabbit လေးပေါ့ Mr. Rabbit လေး verb ကိုရှာလိုက်တော့ work verb ကိုရှာလိုက်တော့ walk along the Walk away. away along Along. the road direction ပေါ့နော်and to Mr. Wolf house တောင်းဟာ okay Mr. direction ပါပဲเนาะဆိုတော့ Mr. Wolf အိမ်ကိုသွားတဲ့ဒီလမ်းကြောင်းလေးအတိုင်းပဲဒီ Mr. Rabbit လေးကထွက်သွားလိုက်တာသွားတက်မှာဆိုတော့သူ့အိမ်ကိုလိုက်သွားမယ်ပေါ့ကျွန်တော်ပုံစံလေးနဲ့ရေးထားတာကဲဟုတ်ပြီကဲနောက်ထပ်တစ်ကြောင်းဖတ်ကြည့်ပါဦး all the All the people look at him. look at him ပေါ့ sign number 3ပေါ့ subject verb object ပေါ့เนาะ look at က verb ဆိုတော့ကြည့်တာ him ဆိုတော့ Mr. Rabbit လေးကိုကြည့်တာ
ဟာကျန်တဲ့ တော်တဲ့တိရစ္ဆာန်အားလုံးက Mr. Rabbit လေးကိုကြည့်တယ်ဒါကြောင့်ကြောင်အန်းဖြစ်သွားတာပေါ့ဟာ Mr. Fox လို့မြေခွေးလိုမျိုးတခြားတိရစ္ဆာန်တွေလိုမျိုးတော့ဘာလို့တော့မသိရဒီယုံကနေထပြီးတော့တက်မယ်ဆိုပြီးတော့ထတော့အကောင်လုံးဝိုင်းပြီးတော့ကြည့်ကြတာโอเคနောက်တစ်ကြောင်ဖတ်ကြည့်ပါဦး What is he going going to to do? do? That That's must Matata. နော် set Mrs. Duck ပေါ့ Mrs. Duck ကနေပြောရ set number 1ပါပဲကဲဘယ်ကိုရှာလိုက်is going to do Is going to. is going to do ပေါ့နောက်တော့what will he do ပေါ့သူဘာလုပ်တော့မှာလဲပေါ့အဲ့လိုပုံစံလေး is going to ပေါ့အဲ့တော့ will နဲ့ can စင်အထိပ္ပယ်လေးဘာလုပ်မှာလဲပေါ့ what ကတော့အဲ့မှာ object ပြန်ဖြစ်မယ်နော်သူဘာလုပ်တော့မှာတော့လုပ်တော့မှာလဲပေါ့အဲ့လိုပြောရှင်းတာ Mrs. Jack ကနေမေးလိုက်တာသူဘာလုပ်တော့မှာလဲအတူတူပါပဲ what is he going to do သူဘာများလုပ်တော့မှာလဲကဲနောက်တစ်ချောင်းဖတ်ကြည့်ပါ at Yes. went along the So road. he saw a big hole in the field. ဟုတ်ပြီနော် at အဲ့ဒါကိုတွေ့ရင်အဓိပ္ပာယ်ဘယ်လိုမျိုးရှိမလဲသူလဲ၃မျိုး အားဆိုရင်တော့မျိုး စင်တွင်တော့ကြောင့်ဗါလဲတော့ try everything ဟုတ်ပြီနော်စင်တွင်ဟုတ်တယ်စင်တွင်တော့ကြောင့် တော့ကြောင့် တော့ packet တော့ တကယ်တော့စင်တွင်နဲ့ဆိုရင်တော့အချိန်ကိုပြမှာပေါ့နော်တော့ကြောင့်နဲ့ဆိုရင်တော့ repeat မဲ့တကယ်တော့ကတော့ manner ပေါ့ Get also. အခုကတော့ကျတို့စင်တွင်ပေါ့နော်အချိန်နဲ့ပတ်သက်ပြီးတော့ပြပါဒီမှာစင်တွင်ပေါ့ဒီမှာတစ်ဖြက်လေးပေါ့နော်ဆိုတော့ဒီထဲမှာတစ်ဖြက်ရှိမယ်along the road တစ်ဖြက်လေးဒီမှာကော်မာလေးပေါ့နော်ဆရာထဲမှာကျင်ခဲ့ကော်မာလေးကောက်တာကဲ as Mr. Rabbit went along the road Mr. Rabbit လေးကဒီလမ်းလေးအတိုင်းလျှောက်သွားနေစဉ် along the road ကတော့ direction ပြန်ပါလာမှာပေါ့နော်ဆိုတော့ as ပါတဲ့အုပ်စုလေးကအချိန်နဲ့ပြတာဆိုတော့ ever close or time နော် ever close or time ပြန်ပြ subject ကတော့ Mr. Rabbit went subject နဲ့ verb နဲ့ပါနေလို့ဆရာတို့က clause လို့ခေါ်တာအချိန်ကိုပြန်ပြီးပြလိုက်တော့ကြာ ever close or time ပေါ့ဒီ along the road ကတော့ phrase အနေနဲ့ direction ပြန်ပြတာဒီလမ်းလေးအတိုင်း Mr. Rabbit လေးသွားနေတဲ့အခါမှာတဲ့ he saw verb ကိုရှာလိုက်တော့ saw verb ကိုရှာလိုက်တော့ saw So တွေ့လိုက်တယ်နော်တွေ့ရတယ် verb ပေါ့ဘာကိုတွေ့ရလဲ a big hole တွင်းနော်တွင်းအကြီးကြီးကိုတွေ့လိုက်တယ်subject verb object ဆက်တဲ့ number 3ပါပဲနော် 3ပဲ in the field ကဘာဖြစ်မလဲ phrase လား clause လား Fear. phrase လားphrase ဘာ phrase တော့ please adjective adjective phrase ဘာလို့ရှိရနောင်အထူးပြမှာဒီလိုပုံစံလေးလေကွင်းထဲမှာရှိတော့ပြောချင်တာတွင်းနဲ့လေကွင်းထဲမှာရှိတဲ့ဒီကြီးမားတဲ့ဒီတွင်းတွင်းကို Mr. Rabbit လေးကတွေ့လိုက်တယ်တွင်းတွင်းပေါ့နော်အဲ့ဒီတွင်းကလည်းဘာဖြစ်နေလဲဆိုတော့ထပ်ပဲကြည့်အောင် the whole was the whole was filled with water copy subject verb ဒါတော့ complement ပေါ့တော့ complement အဲ့ဒီ sentence number 2 တွင်းကလည်းဘိုင်းနဲ့ပြည့်နေရရေတွေနဲ့ ရေနဲ့ ပြည့်ရေနဲ့တွေ့ပြည့်နေတဲ့ဒီတွင်းအကြီးကြီးကိုသူ Mr. Wolf အိမ်ကိုတက်ဖို့သွားရင်းနဲ့လမ်းမှာတွေ့ခဲ့ရတာပေါ့နော်ဒါဘာဖြစ်မလဲတော့ဆိုတော့ဒီကိုထပ်ဖတ်ကြည့်မယ်ကဲ then Mr. Rabbit on and came to to the a river. river. ဟုတ်ပြီကဲ then ကဆရာတို့ဒီမှာတော့ next နဲ့ပဲပါပြမယ်နော် next ထို့နောက်ပေါ့နော်ထို့နောက် Mr. Rabbit ရဲ့ subject ဖြစ်မယ် verb ကိုရှာလိုက်တော့ went went on ဆိုတဲ့အဓိပ္ပာယ်လေးဆိုတော့ continue ပေါ့ဆက်လုပ်တာကိုပြောရအောင်အဲ့နဲ့ထို့နောက် Mr. Rabbit လေးကဆက်သွားတယ်ပေါ့နော်အလုပ်တစ်ခုဆရာတို့ဆက်ပြီးလုပ်တယ် continue ပုံစံလေးနဲ့ရေးချင်လို့ on ဆိုတာလေးတုံးလိုက်တာကဲရမလား Rabbit. နောက်တစ်ခါ verb ကိုရှာလိုက်တော့came ပေါ့ဆက် Came. နောက်က Mr. Rabbit လေးပဲနော် Mr. Rabbit လေး Subject Mr. Rabbit. and နဲ့ဆက်ထား subject to ပဲကဲ to a river က ever phrase တော့ Our place of this direction. direction ဖြစ်မယ်နော် to နဲ့လည်းပါတယ်နော် verb ကလည်းအရွေးရှိတော့ဆရာတို့ direction ပေါ့အဲ့ဒီ Mr. Rabbit ကနေဆက်တွားပြီးတော့ဒီမြစ်နားကိုရောက်လာတယ်ပေါ့နော် come ဆိုရောက်လာပါတယ်တဲ့မြစ် river ဆိုမြစ်နားလေးကိုရောက်လာဘာဖြစ်မလို့ထပ်ဖတ်ကြည့်ပါဦး he jumped He jumped into the water, then he walked through some dress. Then he jumped into the water, then he walked in the grass.
in the dust. No, he jumped into the water, so yeah, contact. Then, tomorrow next time, so now he walked through some text. Then, so now, next time, then. So now, then he walked in the text. Xin lại. Có một biến tại vì phong đó đangပြောlại. Chỉ đều biến xin lại, phong đó đang biến qua lại. Sống ở đó nhà đó áp hiện sẽ rồi tùy vào ba dạng nó, nhà đó áp hiện đấy. Yeah. Chỗ này dạng sẽ trả lý được ba, nhà đó áp hiện áp phiêu dạng bằng dạng đi bảo. Thì lão gì đều xin lại phong này đó lại rồi tụi bằng dạng bao nhiêu đó. Neither. Nhịp bẹt đi ạ. Phong này này, nó nhịp bẹt bằng dạng bảo này, nhịp bẹt này thì dạng phiêu. Phong này này bị chèn này rồi phiêu đó, gì đấy xin lại, phong nó đấy phiêu lại. အဲ့လိုပုံစံလေးဒါတော့သူတမင်တက်လောက်တာပါသူမှာ idea ရှိလို့ပါသူအကြံစီရှိလို့ကဲဒီမှာ he က subject jump က verb into the river က direction ဖြစ်မယ်နော်ဒီထဲကိုကုန်ချလိုက်တာ then he walked subject verb number 1 through some test က direction ဖြစ်တော့မယ်နော်အတူတူပဲ into the water က direction through some test က direction နောက်ကလည်းအတူတူပါပဲနော်ဆရာမပြောတော့ he jumped into the water then he walked in the text ပုံတော်တဲ့အတိုင်းလမ်းလျှောက်ပြီးတော့သွားတယ်တဲ့ Okay,နောက်ထပ်ဖတ်ကြည့်ပါဦး So he looked a very poor, ugly little rabbit covered with water and dust.ဟုတ်ပြီ So he look ကပုံပေါ်တယ်ပေါ့ပုံပေါ်တယ်တဲ့ he ကတော့ subject ပေါ့ Subject look up. verb နောက်က a very ဒီမှာဒီတိရှိမယ်နော် a very poor ugly little rabbit ဒါလေးကတော့ compliment နော် compliment ဖြစ်မယ်တကယ်ကိုဗါလဲရောရုပ်ဆိုးအကြီးတန်းနဲ့ Mr. Rabbit လေးတစ်ကောင်ဖြစ်သွားပါတယ် very poor ugly ဆိုတော့နော်ရုပ်ဆိုးအကြီးတန်းနဲ့ငါတို့ဖုံတော်တဲ့တိုင်သွားပဲတနာစရာရုပ်ဆိုးအကြီးတန်းနဲ့ Mr. Rabbit လေးဖြစ်သွားပေးကြံနေလို့အဲ့မှာကျတော့နောက်မှရှိရဲ့ cover နဲ့ပတ်သက်ပြီးတော့လေ့လာကြည့်မယ် cover က verb eden တဲ့ verb eden နော် verb eden တွေ့အဓိပ္ပာယ်ဘယ်နှမျိုးတော့နှစ်မျိုးရှိတယ်သောနဲ့လျက်သောနဲ့ကောက်တာတော့ adjective ဖြစ်မယ်လျက်နဲ့ကောက်တာတော့ manner ပြတာနော် manner ကဲဒါဆိုရင်ဖုံနေခြေတွေနဲ့ cover ဆိုတာဖုံလွှမ်းဖုံထားလျက်လား Lìa. Là to. ဖုန်းနဲ့ထားတော့ ဖုံထားတော့သောဆိုတာဒဲနဲ့လည်းပါပြန်လို့ရပါတချို့ကလည်းဖုံထားတဲ့ဟိုတော့ပေကြံနေတဲ့လို့ပြောချင်တာနော်ဖုံထားရဲဆိုတော့ဒုက္ခနာကမှာဖုံထားရဲဆိုတော့ပေကြံနေတော့ဒီဖုံနေရေတွေပေကြံနေတော့ဒေါနဲ့ကောက်သွားတာ adjective လေးဖြစ်သွားကားပါကနော်ဒီတနာစရာ Mr. Rabbit လေးတကောင်ပုံစံသူပေါ်သွားတာပေါ့ပုံပေါ်တယ်ပေါ့အစတော့ပုံမှန်ပါပဲအခုကဖုံထဲတွေရေထဲတွေဖြစ်တော့ဒီလိုပုံစံလေးပေါ်သွားတယ်နောက်ထပ်ဖတ်ကြည့်ပါဦး As Mr. Rabbit came to Mr. Woodhouse. Rabbit came to Mr. Wall's house. ဟုတ်ပြီ Alice ကိုတစ်လုံးနဲ့ပြောမယ်ဆိုရင် Leslie တစ်လုံးနဲ့ပြောမယ်ဆိုရင် Leslie. Leslie ဆိုတာ finally Leslie ဆိုတာ finally အချိန်ပြတာပေါ့နော်နောက်ဆုံးမှာတော့တဲ့ Mr. Rabbit came ရောက်လာတယ် such a person number 1 to Mr. Woodhouse direction ပေါ့နော် Mr. Wood ရဲ့အိမ်သို့ Mr. Rabbit နောက်ဆုံးမှာတော့ရောက်ရှိလာပါတယ်တဲ့ကဲဒါဆိုနောက်ထပ်ဖတ်ကြည့်ပါဦး Who are you? Who are you, Mr. Wood? Who are you? Said Mr. Wolf. Who? Who are you? Sorry, you are subject. Who got verb? Oh, sorry. I got verb. Who are complement ဖြစ်မှာပေါ့ပြန်ပြောလိုက်ပေါ့ I am I'm your fool တဲ့ပြောနော် I am your fool ဆိုတော့ subject verb complement လေးပဲပြန်ဖြေလိုက်တာ for today ကတော့ purpose ပေါ့ for today ကတော့ other phrase ဆို purpose ပေါ့နော် ဒီနေ့ဖို့ငါမင်းရဲ့ဘာကြီးတော့ your food ဆိုတော့အစာ Anissa. ဟုတ်တယ်ဒီနေ့ဖို့မင်းမတူတော့နဲ့ Mr. Wolf ကလည်းသူ့အိမ်ရောက်လာတော့မင်းကမင်းမတူတော့ဆိုတော့ဒီနေ့ဖို့ကျွန်တော်ကတော့ခင်ဗျားအတွက်အစာပါဘာလို့တော့ဆိုရင်ဒီတိုင်းတရိတ်ဆန်တွေအားလုံး Mr. Wolf အတွက်အစာအဖြစ်ခံနေရဇတိခံနေရတယ်လို့ဖြစ်သွား
အဲဒါကြောင့်မလို့ဒီ Mr. Rabbit လေးကလည်းအကြံထုတ်ပြီးတော့သူ့စီကိုအစာအနေနဲ့သွားလိုက်တာကဲအဲ့ဒါနဲ့ဖတ်ကြည့်ပါဦး You You ugly ugly little little big chair that isn't lay a bed for pound or house or answer that. that ကဲဟုတ်ပြီ you ugly little beat ဒီစာကြောင်းထဲမှာတော့ verb မပါအောင်เนาะ verb မပါတော့ sentence မဖြစ်ဘူးဆိုတော့မင်းလို့ရုပ်ဆိုးတဲ့ကောင်အဲ့လိုမျိုးပြောရတာเนาะမင်းလို့ရုပ်ဆိုးတဲ့ကောင်ရုပ်ဆိုးအကြီးတန်းတဲ့ကောင်ဘာလို့ဒီ Mr. Rabbit တွေကဖုံတော့အတိုင်းပြလိုက်ရေထဲပြန်ဆွဲဆိုတော့ဒီကောင်ညစ်ပတ်နေရောဒီလိုညစ်ပတ်ကြည့်တော့စားတယ်ပေါ့ဟိုကောင်လေးကြီးများတော့မင်းလို့ရုပ်ဆိုးကြီးတဲ့ကောင်အဲ့နဲ့ပြောတာ tell ဘက်ကရှာလိုက်တော့ tell ကတော့ဒီမှာ you ပြန်လာမယ်เนาะ you Subject you tell ပြောဘု ပြောမှာလဲ dan က object dan က observe. object မင်းသူတို့ကိုပြောလိုက် subject ဆက်တဲ့နာမည် that number 3သူတို့ကိုဆိုတာ other bees ပေါ့နော်တခြားတဲ့သားရဲ့တရိษံတွေကိုပြောလိုက်ကဲ to send ဆိုတော့ချင်းလားဖို့ရန်လားဗာနဲ့ကောက်မလို့ To send. To send. to platform 1မဆိုတော့ကျတို့ကအဓိပ္ပာယ်နှစ်မျိုးချင်းနဲ့ ဖို့ရန် So, ဖို့ရန် ကဲ ဖို့ရန် ချင်းနဲ့ဖို့ရန်ဆိုတာရှိချင်းကတော့ကျတို့ noun မလို့ဖို့ရန်နဲ့ကတော့ purpose ပေါ့နော်ဒီမှာတော့ကျတို့ဖို့ရန်နဲ့ကောက်လိုက်မယ်ဖို့ရန်ဘုပို့မှာလဲဆိုမိနောက်မှာ object ပြန်လိုက်ပေါ့နော်သူကတော့ဒီ send ချက်ဒီ object လေးပေါ့ဒီ verb ရဲ့ object လေး main verb tell ရဲ့ object မဟုတ်ဘူး main verb tell ရဲ့ object ကတော့ then ဒီ send ရဲ့ object ကတော့ me a big fat cow a horse ပြောတာမေသူတို့ကိုကျန်တဲ့တာရဲ့တရိษံတွေကိုပြောလိုက်ငါစီကိုတကယ်အစီတဝန်းဝန်းရှိရဲ့နွားတွေမြင်းတွေ100 fat duck တကယ်ကိုစီတဝန်းဝန်းဖြစ်နေအကောင်ကြီးရဲ့ဘဲတွေအဲ့လိုမျိုးဟာတွေတခုပို့ဖို့ပြောလိုက်သွားတယ်မင်းတို့ကငါတားကျင်စိတ်မရှိဘူးပေါ့အဲ့လိုမျိုးလေးပြောလိုက်တာကဲအဲ့နဲ့ဖတ်ကြည့်ပါဦး Please says Mr. Rabbit the other would want all the good food and to go food အဲ့နဲ့ပြောရတာမလုပ်ပါနဲ့ဗျာတဲ့ please set Mr. Rabbit က sentence number 1ပဲ Mr. Rabbit လည်းကနေပြန်ပြောလိုက်တာမလုပ်ပါနဲ့တဲ့ဒီ other wolf တခြားတော့ဘာဖြစ်လဲဆိုရင်ဒီဝင်းပလေတကောင်ကလည်း want အလိုရှိတယ်အလိုရှိရဆိုတော့ဘာလို့အလိုရှိရမေးလို့မရလား then all the good food က object လား complement လား compliment object ဖြစ်မယ်လေနော်ဘသူကိုလဲဘာကိုလဲမေးလို့ရတယ်ဘသူကိုလို့ရှိရလဲဘာလို့ရှိရလဲကျွန်တော်လိုလေးစဉ်းစားပါအဓိက verb ကိုစဉ်းစားနော်ဘာလို့ရှင်တာလေးမေးလို့ရနောက်က object လိုက်အဲ့နဲ့ဒီမှာတော့ Mr. Rabbit လေးကပြောတာမလုပ်ပါနဲ့ဗျာတခြားဝင်ပလေတကောင်ကလည်းခုနလိုမျိုးကောင်းတဲ့အစားတောက်တွေဟိုမှာအစီတဝန်းဝင်ဖြစ်နေတဲ့နွားတွေမြင်းတွေဘဲတွေကိုသူအလိုရှိတယ်အဲ့နဲ့ဖတ်ကြည့်ပါဦး so we have sent him all the cow and the horse Yeah, we ဘက်ကိုရှာလိုက်တော့ have sent ပေါ့နော်အဲ့တော့ပို့လိုက်ပြီပေါ့ပို့လိုက်တာလဲ him က object သူ့ပို့လိုက်ပြီတဲ့ဘာတွေကိုပို့ရလဲဆိုရင် all the cow and horse and duck and the hawk and ducks ကျွန်တော်တို့ကအဲ့ဒီ other wolf ပေါ့နော် him ကဒီ other wolf တခြားဝင်ပလေးတစ်ကောင်ကိုဟိုဆိုတော့သူက object ပဲကျန်တဲ့အစားအသောက်တွေကိုပို့လိုက်ပြီ object ပဲတစ်ခုတော့ နှစ်ခုပေါ့နှစ်ခုဆိုတော့ indirect object နဲ့ direct object ဆိုရင် subject verb indirect object direct object sentence number 4 number 4 sentence 4ရေးတာကျန်တဲ့ဝင်ပလေးတစ်ကောင်ကလည်းပေါ်လာပြီးတော့ဒီကောင်းတဲ့အစားအသောက်တွေလိုချင်တာတကယ်တမ်းကတော့ဒါ Mr. Rabbit ရဲ့ agency ပေါ့နော်သူဂုံချောပြီးတော့ idea ထုတ်ပြီးတော့ကြံဖန်ပြီးတော့ညံစင်နေတာပေါ့နော်ဒါကိုပြောတာတခြားဝင်ပလေးတစ်ကောင်လည်းဒီကောင်းတဲ့အစားအသောက်တွေကိုလိုချင်တယ်ကျွန်တော်တို့သူ့ကိုဒီခုနပြောတဲ့နွားတွေမြင်းတွေပဲတွေကိုစတေးလိုက်ပြီးသူ့ကိုကျွေးလိုက်ပြီးအဲ့ဒီအတွက်ကြောင့်မလို့
ကျွန်တော်ဝယ်စားပါကျွန်တော်ကဒီနေ့အတွက်ခင်ဗျားတို့အစာပဲလို့ပြောလိုက်တာကြည့်ရမလား dạ vậy dạ ရမယ်နော်ကဲဟုတ်ပြီဒါဆိုဆရာတို့ထပ်ပြီးတော့ကြည့်ကြအောင်ကဲနောက်ထပ်တစ်ကြောင်ဖတ်ကြည့်ပါဦး we must give We must give them to because his because I'm sorry နော်ကဲကြည့်ကြမယ် we must give them to him because he is is that bigger than you. bigger and braver than you But then you ငါတို့ကတခြားဝင်ပလေတကောင်ပေးရမယ်လေဘာဖြစ်လို့လဲဆိုတော့ he is bigger and braver than you ဒီမှာမင်းထပ်ပို့ပြီးတော့လဲကြီးတယ်မင်းထပ်ပို့ပြီးတော့အကောင်လဲကြီးတယ်ပို့ပြီးတော့လဲတက်တီလဲရှိတယ်ဆိုတော့ငါတို့ကပို့ကြောက်ရတာပေါ့အဲ့ဒါကြောင့်မလို့သူ့ကိုကောင်းတဲ့အသားတောက်တွေကိုပေးလိုက်ပြီဒီနေ့ပို့ငါတော့မင်းရဲ့အစာပဲအဲ့ဒါကြောင့်မလို့ငါ့ကိုပဲစားပါပေါ့ဒါပေမဲ့သူမစားချင်ဘူးကျုပ်ထပ်ပို့ပြီးတော့ဒီကာလွန်နေတဲ့လူတွေတော့မနာလိုပဲပုံစံဖြစ်တော့မှာပေါ့ဒါလေးကိုကြံစီပြီးတော့ Mr. Rabbit လေးကနေပြီးတော့ညံစင်လိုက်တာဆိုတော့ဒီစာကြောင်းလေးမှာ we must give ဘက်ကိုရှာတော့ must give ဘက်ကိုရှာတော့ Must give. ဒုကိုပေးwe must give ပေးရမယ်တဲ့ then ပေါ့နော် then ဆိုတာကခုနကဆရာတို့ပြောတဲ့ဒီ cow နေ horse တွေ that တွေနော် go to him က direction ပေါ့ to him ကတော့ direction နော်subject က object ပါပဲ then ကနော် we must give them sign number 3ပဲ to him က direction ဒီတခြားမလေးတကောင်ငါတို့ကတခြားနွားတွေမြင်းတွေဘဲတွေကိုပေးရမယ်ကဲ because ပါတဲ့အုပ်စုလေးက phrase လား clause လား phrase because ပါတဲ့အုပ်စုလေးက because ဆိုတဲ့ conjunction ပါမယ် he ဆိုတဲ့ subject ပါမယ် it ဆိုတဲ့ verb ပါမယ်နော် clause ဖြစ်သွားမယ်နော် have a clause or reason ဖြစ်သွားမယ် have a clause or reason Have a clause of reason. reason ဘာဖြစ်လို့တော့ he is bigger သူကပို့ပြီးတော့အကောင်ကြီးတယ် and he is braver ပို့ပြီးတော့တတိရှိပို့ပြီးရရင်တယ်ပေါ့နော်ပြောချင်တာမင်းထပ်ပို့ပြီးတော့ကြောက်ပါတယ်အဲ့မှာ then you are ဆိုတဲ့အုပ်စုလေးကြည့်မယ်နော် then ပါတဲ့အုပ်စုလေးမှတ်မိလားမသိဆရာတို့ပြော have a clause or Have a clause then by ရဲကတခုခုဖြစ်မယ်လေ C တဲ့က have a clause or connection or comparison ဖြစ် comparison. တယ်နိုင်ရှင်လားနော်နိုင်ရှင်လား comparison ဟုတ်တယ်အဲ့မှာ have a clause က have a clause က6မျိုးတော့မှရှိတဲ့အထဲမှာဒါရော N P T R MPT M P T R P C C Q C C C Q အဲ့ဒီထဲမှာအခုကဒီ C ထဲကတစ်လုံးဖြစ်တယ်ဒီ comparison နိုင်ရှင်တာပေါ့မင်းပုံကြီးမင်းတက်တိရှိအထက်ကိုကြည့်တော့ तू ကအကောင်လေးကြီးရယ်ပို့ပြီးတော့လည်းရဲရင်နဲ့အဲ့တော့ငါတို့ကကြောက်ရတော့သူ့ကိုကောင်းတဲ့အစားတောက်တွေပေးပလိုက်ပြီတဲ့ဟိုကောင်မနာလို့ဖြစ်သွားမှာပေါ့အဲ့တော့ကဲနောက်တစ်ကြောင်ဖတ်ကြည့်ပါဦး or he is he is he Cray Mr. Wu cry Mr. Wu cry ကဒီမှာငိုတာမဟုတ်တော့អော်လိုက်တာနော် subject verb sentence number 1 Mr. Wu crying ပေါ့ Mr. Wu cry sentence number 1 subject verb អော်လိုက်တာ Mr. Wu ကអော်လိုက်တာအိုးဆိုဟာ is he ပြောချင်တာ is he bigger and braver than me သူကငါ့ထက်ပဲအကောင်ကြီးလားပို့ပြီးတော့ငါ့ထက်ပဲတက်တိရှိရဟုတ်လားဒီကောင်စိတ်ထဲမှာမကျင်တတ်တော့ဖြစ်တာအဲ့လောက်ပဲဖြစ်နေရလားပေါ့သူကတကယ်အဲ့လောက်ကြည့်အောင်ဟုတ်လို့လားပေါ့သူអော်လိုက်တာကဲဒါဆိုနောက်ထပ်ဖတ်ကြည့်အောင်မယ် We should see if he is. Can we share some see if he is? Come with me and show me Show me where where he he lives. live.
we shall soon see swim ဆိုမကြမီ we shall soon မကြခင်မှာငါတို့တွေ့ရလိမ့်မယ် if he is လေ့ကျင့်တာ if he is bigger and braver than me ပေါ့ငါထပ်ပို့ပြီးအကောင်ပဲကြီးငါထပ်ပို့ပြီးတက်တိပဲရှိရလားမကြခင်တွေ့ရလိမ့်မယ် come with me တဲ့ငါနဲ့လိုက်ခဲ့တဲ့ Mr. Rabbit ကိုပြောမယ်ငါနဲ့လိုက်ခဲ့ကွာ show me where he live သူဗမာနေလဲဆိုတော့ငါ့ကိုပြောငါလည်းလိုက်ခဲ့ဒီကောင်ဗမာနေလိုက်ပြောငါအဲ့ကောင်နဲ့တွားကြည့်မယ်သူဘလောက်ပဲတက်တိရှိရလဲငါနဲ့တွေ့ကြသေးရပေါ့ဆိုပြီးတော့ဒီကောင်ညှိုးပြီးတော့သွားဒီချိန်မှာ verb ကိုရှာလိုက်တော့ shall see verb ကိုရှာလိုက်တော့ shall see subject က we subject က we soon ကတော့ထားတော့လိုက်မယ် soon ကတော့ time เนาะ ever or time အချိန်ပြောတာကဲဒီမှာတွေ့ရလိမ့်မယ်ဘာလို့တွေ့ရမယ်မေးလို့မရဘူးလား နေလို့ရပါတယ် ကဲဒါဆိုရင်ကျွန်တော်ဒီမှာ if ပါတဲ့အုပ်စုလေး if ပါတဲ့အုပ်စုလေး if now မှာ he ဆိုတဲ့ subject လေးပါမယ် if ဆိုတဲ့ verb လေးပါမယ် phrase လား clause လား close clause เนาะဘာ clause တော့ ever closer manner ကဲမှာကျွန်တော်ကြည့်ကြမယ် we shall တွေ့ရမယ်ဘာလို့တွေ့ရမှာလဲမေးလို့မရဘူးလား ရပါတယ်ဆရာ object နေရဆရာတို့ object နေရဘာတူရဲ့နေရလဲ noun ရဲ့နေရ နောက်နေရ အဲ့ noun ရဲ့မှာဝင်လာတဲ့ clause ကဘာဖြစ်သွားလဲ noun non close object ဆိုကြကိုယ်နဲ့ကောင် noun clause မကြခင်မှာ तू ကငါထပ်ပဲပို့အကောင့်ကြည့်ရလားငါထပ်ပို့ပြီးတက်တိရှိရလားဆိုတာကိုငါတို့တွေ့ရလိမ့်မယ်เนาะဒါလေးပဲဒါ GTP တော့ကဲနောက်ထပ်တစ်ကြောင်းက calm နဲ့ verb ကိုရှာလိုက်တော့ calm come subject က you ပေါ့ subject ကတော့ you Mr. Rabbit လေးကိုရည်ညွှန်းပြီးပြောတာပေါ့နော် subject မှာပါရ you လို့မှတ်လိုက်တော့ sentence number 1ပါပဲเนาะ you comment like it ပေါ့ with me က ever phrase of manner with me ကဘာဖြစ်မှာလဲ have a phrase of manner manner ever phrase of manner clause မဟုတ်ဘူးเนาะ with me နှလုံးထဲပဲရှိဘာမပါကဲမေးငါနဲ့လိုက်ခဲ့ကွာ and ပြီးတော့ show ဘာကိုရှာလိုက်တော့ show လိုက်ပြပေါ့နော် you show ပေါ့ subject က you ပါပဲ you show လိုက်ပြဘာကိုလိုက်ပြမှာလဲဒါဆို me က object လား complement လား object နောက်ပြီးတော့ဘာကိုလိုက်ပြဟုတ်ငါ့ကိုလိုက်ပြတယ်ဘာကိုလိုက်ပြမှာမင်းဆိုရင် well he live သူပမာနေတယ်ဆိုတာကိုငါ့ကိုလိုက်ပြဆိုတော့ဒီမှာ me က indirect object နောက်မှရှိတဲ့ where he live က direct object subject verb indirect object direct object sentence number ပေါ်နေရေးထားတာအဲ့မှာ direct object နေရာမှာနည်းနည်းစဉ်းစားမှာ direct object နေရာမှာဘာလဲဆိုရင် where he lives ဆိုပြီးတော့ရေးထားတာအဲ့မှာ where ဆိုတဲ့ conjunction ပါမယ်ပြီးကြရင် he ဆိုတဲ့ subject live ဆိုတဲ့ verb ပါမယ်ဆိုတော့ where ပါတဲ့အုပ်စုလေးကဘာဖြစ်တော့မှာလဲ clause နော် clause ဆိုတော့ direct object လို့ပဲပြော indirect object လို့ပဲပြောသူတို့က object တွေပေါ့ object ကဘာတူရဲ့နေရာတော့ခုနပြောတာ noun ရဲ့နေရာ noun နေရာမှာဝင်လာတဲ့ clause ကကြတော့ noun clause အဲ့မှာ where he lives က ever clause or place မဟုတ်တော့ဘူးเนาะနေရာတော့ပြတယ်ဒါပေမဲ့ तू က object နေရာမှာဝင်တဲ့ clause ဖြစ်တော့ noun clause လို့သူ့ကိုခေါ်တာကိုနဲ့ပဲပါတာပြန်ပါเนาะ तू ပမာနေတယ်ဆိုတာကိုငါ့ကိုမင်းလိုက်ပြကွာမင်းငါနဲ့တူလိုက်ခဲ့ပြီးကြရင်တူပဲငါထပ်ဖို့တက်တိရှိရလားငါထပ်ဖို့အကောင်ကြည့်ရလားမကြခင်တွေ့ရလိမ့်မယ်တဲ့ခင်ဗျားကြောင့်ဖတ်ကြည့်ပါဦး Sam must repeat Sam must rabbit let must in the field to the hole in the field ပေါ့ကဲကြည့်မယ် then ကဒီမှာ next နဲ့ပဲပါရပြန်မယ်ထို့နောက် Mr. Rabbit လေးကနေပြော lead ဦးဆောင်သွားတယ်ဘာဖြစ်ခေါ်သွားတယ်ဘသူခေါ်သွားလဲမေးလို့မရဘူးလား ရပါဗျာ ရရှင် မင်း sentence number 3 sentence အဲ့မှာ3နဲ့ရေးထား Mr. Rabbit လေးက Mr. ဦးကိုခေါ်သွားတယ်ဘယ်ကိုခေါ်သွားလဲ to the hole ကဘာဖြစ်မလဲ have a phrase of direction ကဲ in the field ကရော in the field အဲ့မှာနော်တတိထားဖို့ဟာလေခွင်းထဲမှာရှိသောလို့ပြောမှာခဏမှစာမှတ်မိလေလား adjective နော်အဲ့ဒါလေးတတိထားဖို့လို့သူကတဘောတရားလေးကနေရာတော့နေရာပဲဒါပေမဲ့သူကအထူးပြုတဲ့ပုံစံလေးနဲ့ရှေ့ကနောင်ကိုအထူးပြုတဲ့ပုံစံလေးဘာတော့ပြန်လိုက်တော့
လေကွင်းထဲမှာရှိတဲ့လေကွင်းထဲမှာရှိတော့အဲ့သူတွေးခဲ့တဲ့ dream လေးကို Mr. Wolf ခေါ်တော့လိုက်တာမတ်မိလေးလားအဲ့ dream ကဘာနေနဲ့ပြည့်နေတာ ရေနဲ့ပြည့်နေတာ အရင်နဲ့ပြည့်နေတာအဲ့ဒီ dream ကိုခေါ် Who တော့လိုက် was full of water? ကဲဟုတ်ပြီ the whole words for what ရေနဲ့ပြည့်နေတဲ့ dream ကိုခေါ်တော့လိုက်တာကဲနောက်ကြောင်ဖတ်ကြည့်ပါဦး He is down there. he is down there ပေါ့အဲ့နာမည်ဘယ်လောက်တော့ he is down there He is down there. Sao đây number one? ဆန္ဒနံပါတ် he က subject is က verb Sao đây sao đây down there compliment down there က complement ဆိုတော့ subject verb complement နံပါတ် နော်ဆန္ဒနံပါတ်2နဲ့ရေးထားတာ he က subject is က verb down there က complement ဆန္ဒနံပါတ်2 set Mr. Rabbit ကတော့ subject နဲ့ verb ဆိုတော့ဆန္ဒနံပါတ်1ပဲ Mr. Rabbit လေးကနေပြောလိုက်တာ he is down there ဒါအဲ့ဒီအောက်မှာတဲ့အဲ့ train ထဲမှာပြောလိုက်တာ train ထဲမှာရေဘာပြည့်နေရဲဆိုတာလဲ Mr. Wolf ကသတိမထားမိဘူးသူကတော့ဒီကောင်ကိုညှိုးထားတာတွေ့ကြရပေါ့ဒီကောင်ကထပ်ပို့ပြီးတော့ကြီးနေတာပို့ပြီးတော့တက်တိတွေရှိနေတာတွေ့ကြရပေါ့ဆိုပြီးသူကဒေါသစိတ်နေပဲရှိတော့အဲ့ဒါလည်းသတိမထားမိသူက Mr. Rabbit ပြောအဲ့ဒီ train အောက်မှာတခြားဝင်ပလေးတစ်ကောင်ရှိတယ်တဲ့နောက်ကြောင့်ဖတ်ကြည့်ပါဦး do not do not go near him or he will kill you he will kill you Mr. Rabbit လေးကနေပြောတာမင်း do not go near him သူနားလေးကိုမတွားနဲ့နော် he will kill you သူမင်းကိုဘာလုပ်လိုက်မလဲတက်လိုက်မယ်တွားနဲ့အဲ့မှာဆရာတို့က verb ကိုရှာလိုက်တော့ do not go verb ကိုရှာလိုက်တော့ do not go do not go ပေါ့နော် subject ကတော့ you ပါပဲ subject ကတော့ you နော် subject မပါ you လို့မှတ်တာ you do not go မတွားနဲ့တဲ့ near him က other phrase or direction near him က I'm afraid of direction သူ့နားလေးကိုမတွားနဲ့နော်တဲ့ကဲဒါနောက်တဲ့စာကြောင်းနေအောင် verb ကိုရှာလိုက်တော့ will kill verb ကိုရှာလိုက်တော့ he will kill you သူမင်းကိုတတ်လိုက်မယ်အဲ့နားလေးကိုမတွားနဲ့တဲ့နောက် Mr. Rabbit လေးကနေပြီးတော့ညံစင်လိုက်တာကဲ Mr. Wolf ဘာဖြစ်မလဲဖတ်ကြည့်ပါဦး Mr. Wolf Mr. Wu went to the side of the hole and looked went down. to the side of the hole and looked down Looked he down, he saw saw his own angry face in the water.ကဲဟုတ်ပြီ verb ကိုရှာလိုက်ကြဆိုတော့ went ပေါ့နော် subject verb number 1ပဲ Mr. Wolf က subject Mr. Wolf ကနေသွားတယ် to the side of the holes ဒီတွင်းရဲ့ဘေးနားလေးပေါ့နော်တွင်းရဲ့ဘေးနားလေးကိုသွားတယ် direction ပဲနော် to the side of the hole က direction ဖြစ်မယ် and verb ကိုရှာလိုက်တော့ look down verb ကိုရှာလိုက်တော့ Look down. subject ကတော့ဘာတူပဲတော့ Mr. Wolf down. Mr. Wolf က look down ဆိုတော့ငုတ်ချလိုက်တာအဲတွင်းနားလေးကိုသွားပြီးတော့ဘေးနားလေးကိုသွားပြီးတော့ငုတ်ချလိုက်တာအဲ့မှာဘာဖြစ်သွားတော့ he saw ဘာကိုရှာလိုက်တော့ saw So, တွေ့ရတယ်တဲ့ကဲဘာကိုတွေ့ရလဲမေးလို့မရဘူးလား that was အဲ့မှာ his own angry face နော်တွေ့လိုက်ရတာဘာတွေ့ရတွေ့ရဒေါသထွက်နေတဲ့မျက်နှာကြီးကိုသူတွေ့ရတာကဲ in the water ကဘာဖြစ်မလဲ in the water phrase လား clause လား in the water. Chris. အဲ့မှာဘာသာပြန်ပြမယ်နော်ရေထဲမှာရှိသောသူ့ရဲ့ဒေါသထွက်နေတဲ့မျက်နှာကိုသူတွေ့လိုက်ရတယ်ကဲဘာ phrase တော့ Chris. adjective phrase နော် adjective phrase ဗျာဒါလေးကဘာသာပြန်တဲ့ခါကျရင်ရေထဲမှာရှိသောဒီရေထဲမှာရှိတဲ့သူ့ရဲ့ဒေါသထွက်နေတဲ့မျက်နှာလေးကိုသူတွေ့လိုက်ရတာရေမျက်နှာပြင်ဆိုတော့ဒီမျက်နှာပြင်ကရေဆိုတော့ရောင်ပြန်တဲ့ပုံစံလေးနဲ့သူ့မျက်နှာကိုသူတွေ့ရတာဒါပေမဲ့သူကတော့နားမလည်ဘူးကဲဖတ်ကြည့်ပါဦး he thought He thought that He thought that it it was was the face of another looking at him okay he thought that it was the face of another wolf looking up at him သူကတော့ဒါတခြားဝင်ပလီတကောင်သူ့ကိုကြည့်နေတဲ့တခြားဝင်ပလီတကောင်ရဲ့မျက်နှာလိုပဲသူဘာလုပ်တာထင်လိုက်တာ like that. ထင်လိုက်တာသူကတော့သူ့ကိုသူပြန်မြင်ရဆိုတော့သူနားမလဲဒေါရထွက်နေတော့ဒါလည်းတခြားဝင်ပလီတကောင်ရဲ့မျက်နှာပဲပေါ့သူ့ကိုကြည့်နေတာဆိုတော့အဲ့လိုပဲသူကထင်လိုက်တာနော် verb ကိုရှာလိုက်တော့ thought verb ကိုရှာလိုက်တော့ dot
ထင်တယ်ဘာလို့ထင်တာလဲဒါဆိုရင် that it was the face of another wolf object လား Another Object. object နော်အဲ့မှာလေ Object. subject verb object ပုံစံလေးရေးထား sentence number 3 Three. 3 object နေရာမှာတတိထားမယ် object နေရာမှာဗာလဲဆိုရင် that ဆိုတဲ့ conjunction လေးဝင်မယ် it က subject was ပါမယ် Okay. that ပါတဲ့အုပ်စုလေးက phrase လား clause လား Clause. clause Clause. object ညာဆိုတော့အလွယ်တကူပဲကြည့်လိုက်တော့ဗာ clause တော့ noun clause Clause. တခြားဝန်ပလေးတစ်ကောင်ရဲ့မျက်နှာလို့သူထင်လိုက်တာအဲ့မှာ looking up him နဲ့ဒါလေးကိုတွေ့ကြည့်မယ် ing ing ရဲ့အကြောင်းလေးကိုပြန်ပြီးတော့လေ့လာကြည့်မယ် ing ing အတွင်းအဓိပ္ပာယ်ဘယ်လိုမျိုးရှိမလဲ၄မျိုးပါဒီတော့ရှင်တော့ကြောင့် Đồ chọn lìa. အဲ့ကဲအခုက There သူ့ကိုကြည့်နေခြင်းသူ့ကိုကြည့်နေတော့သူ့ကိုကြည့်နေတော့ကြောင့်သူ့ကိုကြည့်နေရဲ့ ဘယ်လိုပါရပြန်မလဲသူ့ကိုကြည့်နေ Chi Chi nè. clear ဟေးသူ့ တော့ကြော ကို င့် တခြားဝင်ပလေတကောင်ရဲ့မျက်နှာသူ့ကိုကြည့်နေတော့ Đồ Đồ chọn Here down Đồ. သူ့ကိုကြည့်နေတော့ဒါသူ့ကိုကြည့်နေတဲ့ပေါ့နော်အတူတူပဲအဲ့မှာဒေါနဲ့တဲ့သူ့ကိုကြည့်နေတော့တခြားဝင်ပလေတကောင်ရဲ့မျက်နှာကိုသူတွေ့လိုက်ရတယ်ပေါ့ပါရပြန်တော့အဲ့လိုလေးနော်အဲ့မှာ looking ကိုတတိထားမှာဆိုဒီမှာဒေါနဲ့ကောက်သွားတာသူရှေ့ကနောင်ကိုအထူးပြုမှာပေါ့ဒီမျက်နှာလေးအဲ့မျက်နှာဘယ်လိုလဲဆိုရင်သူ့ကိုလှမ်းကြည့်နေတဲ့တခြားဝင်ပလေတကောင်ရဲ့မျက်နှာလို့သူထင်သွားပါတယ်တဲ့ဒီမှာဘာရဲ့ဒီကိုဘာနဲ့ကောက်သွားတော့ဒေါနဲ့ Đồ này. Câu ra. အဲ့တတိထားမယ်နော်ကဲဟုတ်ပြီကဲနောက်တစ်ကြောင်းဖတ်ကြည့်ပါဦး he jump He jumped down into the hole to kill the other wolf. ဟုတ်ပြီကဲ he jumped ဆိုတော့ sentence number 1ပေါ့သူခုန်လိုက်တယ်ဆိုတော့နားလည်ပြီလား jump down ပေါ့ခုန်ဆင်းလိုက်တယ်တဲ့ Tầm jump cao. down ခုန်ဆင်းလိုက်တယ်တဲ့ jump Jump down but into the hole ကတော့ direction ever phrase of direction Direction. to kill အဲ့မှာ to blood but when ချင်းလားဖို့ရလား Other 不 wolf. 言 Phu yan. နော်ဖို့ရဆိုတော့ purpose ဖြစ်သွားတယ် purpose ကိုပြရည်ရွယ်ချက်ပေါ့ purpose တခြားဝင်ပလေတကောင်တက်ဖို့ရန်ဒီရွယ်ချက်လေးနဲ့ तू ကအဲ့ရေထဲကိုအဲ့ရေထဲအောင်ပြောတယ်အဲ့တွင်းထဲကိုခုန်ဆင်းလိုက်တယ်တဲ့အကယ်ဘာဖြစ်တော့မလို့ဖတ်ကြည့်ပါဦးနောက်ထပ် one When he had jumped down into the jumped down hole, into he the fell hole. into the He water fell and he into the could not get water out. and he could not get out. ကဲဟုတ်ပြီအဲ့လိုခုံဆင်းလိုက်တဲ့အခါမှာပဲဒီတွင်းကရေတွေနဲ့လည်းပြည့်နေတာတွင်းကလည်းနှက်တဲ့အတွက်ကြောင့်မလို့သူကတော့ပြန်မတက်လာနိုင်တော့ရေထဲကျပြီးတော့ဒီရေထဲမှာပဲမြုပ်သွားတဲ့ပုံစံလေးပေါ့အဲ့မှာကျတော့ one ပါတဲ့အုပ်စုလေးကိုကြည့်မယ် one ဆိုတဲ့ conjunction လေးပါမယ် he ဆိုတဲ့ subject ပါမယ် had jumped down ဆိုတဲ့ verb လေးပါမယ် phrase လား clause လား one ပါတဲ့အုပ်စု Clause. clause နော် ဘာ clause တော့ ever clause or Ever clause of ချိန်ကိုပြရဆိုတော့ time ပေါ့ Time. နော် ever clause or time time ever clause or time အချိန်ပြတာဒီတွင်းထဲကိုခုန်ဆင်းလိုက်တဲ့အချိန်မှာပဲပေါ့နော်အဲ့မှာ he က subject အနေနဲ့ပြန်ပါမယ် had jumped down က verb into the hole က direction အတွင်းထဲကိုခုန်ဆင်းလိုက်တဲ့အခါမှာပဲကျွန်တော်က subject က he subject က He fell ဆိုတာကျသွားတယ်ပေါ့ into the way ပါလေခုနပြောတယ်လို့ ever phrase of direction The water. direction. Time. direction ပဲတဲလို့ခုန်ဆင်းတဲ့အခါမှာရေထဲကိုကျသွားပြီးတော့ he could not get out verb ကိုရှာလိုက်တော့ could not get out Get out. ဒီကဆက်ချက်ပေါ့သူပြန်ပြီးတော့တက်မလာနိုင်တော့ဘူးနော်ပြန်ပြီးတော့တက်မလာနိုင်တော့ဒါကြောင့်သူတိတ်သွားတာပေါ့ရေထဲကိုရေနစ်သွားတယ်ပေါ့ okay နောက်တစ်ချက်ဖတ်ကြည့်ပါဦး Master Ravi once Master fell Ravi to once other fell to beasts. the Other other beast. it It is is not not had to be a what. He said if you know how to do it. ကျေဟုတ်ပြီ how to do it Mr. Rabbit one pack ဘယ်ကိုရှာလိုက်တော့ one pack Mr. Rabbit ကတော့ subject ပဲ sentence number One. sentence number 1နဲ့ပဲရေးထားနော်အဲ့မှာ Mr. Rabbit လေးကပြန်သွားတာdirection လေးပြမယ်နောက်ကဘယ်သူကို basic ပြန်တော့လဲဆိုရင် to the other beat တခြားတော့တော်ရင်တရိษံလေးတွေစီကိုပြန်သွားတယ်တဲ့နော်အဲ့ဒါ ever phrase of direction ပေါ့နော်အဲ့ဒါ direction လို့ရေးတော့
D ဟုတ်ပြီတခြားတော်ရင်လိမ့်ဆန်လေးစီပြန်သွားပြီးတော့အဲ့မှာ he said ပေါ့ he said က sentence number 1သူကနေပြောလိုက်တာ it is not to kill a wolf ဝင်ပလွေတကောင်ကိုတက်ဖို့က Khép vào với မခက်ပါဘူးတဲ့ကဲ it က subject is က verb It's the bus verb to be ဆိုတော့နောက်ကဘာလိုက်မှာလဲ complement လိုက် compliment အဲ့မှာ Compliment ဘာဝင်လေးပြန်ပါမယ်နော် to kill a wolf ရှင်းလားဖို့ရလား ဖို့ရ ဖို့ရ ဘယ်နဲ့ကောက်မယ်နော်အဲ့မှာ purpose ကိုပြတာပေါ့ when play တကောင်ကိုတက်ဖို့ရမခက်ခဲပါဘူးတဲ့ if you know how to do it အဲ့ဒါကိုကြည့်မယ် if you know how to do it if ပါရဲ့အုပ်စုလေးနော် phrase လား clause လား Evaluation class ဟုတ်တယ်နော် Clause ခလော့ clause clause or ever clause or ကျွန်တော်ပြောလေ About class or condition ထိုင်းလား condition ပြတာ အခြေအနေပြတာနော် how to do it ဘယ်လိုလုပ်ရမလဲဆိုတာကိုသိရအဲ့လိုအခြေအနေမျိုးဆိုရင်တော့ one play တကောင်တက်ဖို့ကတော့မခက်ပါဘူးတကယ်လို့ကိုကဘယ်လိုလုပ်ရမလဲဆိုတာမသိဘူးမသိတဲ့အခြေအနေမျိုးနဲ့တွိုင်းရင်ဆိုင်နေဆိုရင်တော့ခက်ခဲတာပေါ့အခုက Mr. Rabbit လေးကလူလဲဆိုတော့ဒီကောင်ဘယ်လိုတက်ရမလဲဆိုတော့နီလန်လေးကိုသူစဉ်းစားလို့အကြံထုတ်လို့ရတဲ့အတွက်ကြောင့်မလို့ one play ကိုတက်ရတဲ့လွယ်သွားတဲ့နီလန်လေးကိုသူရှာတွေ့တာပေါ့ကဲ if ပါတဲ့အုပ်စုလေးက ever clause or condition ပေါ့နော် condition condition CONDITI condition လေနော်ဟုတ်ပြီ have a clause or condition ကဲ subject နဲ့ဘယ်နဲ့ပြန်ခွဲမယ် subject က you subject က you နော်ငါ နောက်ကိုရှာလိုက်တော့ no ပေါ့တိတယ်ဘာလို့တိရလဲဆိုရင် how to do it က object လား complement လား object object ဖြစ်မှာကဲအဲ့ဒီမှာ object နေရာမှာစဉ်းစားကြရှိရင် object နေရာပြန်စဉ်းစားမယ် object နေရာမှာဘာဝင်လဲဆိုရင် how to ဆိုပြီးတော့ဝင် how to ဆိုရင်အဲ့ဒီ object နေရာမှာဆရာတို့ဘာဝင်ထားရတော့ phrase လား clause လား Chris phrase နော်အဲ့ how နေ WH question နေရဲ့နောက်မှာအဲ့လိုပုံစံလေးTO2 နဲ့ကပ်ပေါင်းထားရင်ဆိုရင် तू ကဘာဖြစ်တော့မှာလဲဆိုရင် तू ကို phrase Chris phrase မှာကျတော့ object နေရာဆိုတော့ဘာ phrase ဖြစ်တော့မလဲ noun phrase noun phrase နောင်လေး ဟုတ်တယ် object နေရာဆိုတော့ noun phrase object ဆိုတော့ go နဲ့ပဲပါတာပြန်လိုက်တော့မယ်ဘယ်လိုလုပ်အောင်လဲဆိုတာကိုမင်းသိရင်ဒီဝင်ပလဲတကောင်တက်ဖို့ဆိုတာကမခက်ပါဘူးသူကပြန်ပြီးတော့တခြားတော့တာရဲ့တရိษံတွေကိုပြန်ပြီးတော့ပြောပြလိုက်တာဆိုရင်နားလည်မလား နားလည်ပါစေ ဟုတ်နော်ဆရာတို့ကကိစ္စရက်တစ်ခုဆိုရင်တို့ရဲ့နီလန်းလေးတိထိုင်ရင်တော့ဖြည့်ရှင်းရတာပြင်ဆိုင်ရတာလွယ်တာပေါ့ဆရာတို့အင်္ဂလိပ်စာနဲ့ပတ်သက်ရင်လည်းဒီလိုပဲအခုဆရာအခု sentence လေးစိခွဲသွားတယ်အကြောင်းအရာလေးဒီရှင်းပြတယ်ဒီလို sentence လေးကိုခွဲတယ်ဆိုတာကိုဘယ်လိုခွဲရလဲဘယ်လိုလေးရှိရလဲဘယ်လိုတိဆောက်ထားလဲဆိုတာနားလည်တော့အင်္ဂလိပ်စာလေ့လာရတာစာဖတ်ရတာပို့ပြီးတော့လွယ်မယ်ပို့ပြီးတော့ထိရောက်မယ်ပို့ပြီးတော့အဆင်ပြေမယ်ပေါ့အဲ့ဒါကိုမတိထားဘဲနဲ့ဆရာတို့က fashion လို့ဖတ်မယ်ဆိုရင်တော့အခက်အခဲလေးတွေဆရာတို့တွေ့နိုင်တာပေါ့အဲ့ဒါကိုဘဝမှာလည်းဒီလိုပါပဲတချို့အရာတွေကဆရာတို့မသိထားရင်တော့ဖြည့်ရှင်းလို့မရဘူးအခက်ခဲလို့ပဲထင်နေတာကဲလို့ဖြည့်ရှင်းတဲ့နီလန်းလေးတွေအတွေ့အကြုံဘ ഹു တုတာလေးရှိရင်တော့ဆရာတို့ကိစ္စရတိုင်းကိုဖြည့်ရှင်းရတာပို့ပြီးတော့အဆင်ပြေနိုင်တာပေါ့နားလည်မလား ရ ရ ပါ ပါ စေ ဆရာ ဟုတ်ပြီဒီနေ့ကဒီလောက်ပါပဲဆရာတို့မနေ့ပြန်မှနောက်ထပ် story ထပ်ပတ်ချမယ်ကဲနားလို့ရပါတယ်နော် ဟုတ်ဆရာ ဟုတ်ကဲ့ဆရာ